နောက်တက်လုံးကျွန်တော်ပြန်ပေးပါ ဘယ်တက်လုံးဘယ်ပြန်ဘယ်တက်လုံးလဲ အများကြီးကောက်ယူရတက်လုံးကျွန်တော်ပြန်ပေးပါကျွန်တော်ကတိတ်တိတိမှပရမတ်တန်ပြန်ဆရာမကရပါ တက်လုံးလို့ဘာဒီလာပြောနေတာဒါကညဘယ်အောင်ဖုံးဆက်နေရဘယ်တက်လုံးလို့ အတော်တို့ကောက်ရတယ်လို့ကျွန်တော်သတင်းကြားရလို့ပါကျွန်တော်ရဲ့ဘူဘောဝင်ပြစ်နေလို့ပါ ဒီကပြောလို့အဲကောင်းရတယ်ပြောလူခေါ်ကြတာဘာတက်လုံးကိုပေါ့ပြီးပေါ့ဆက်ဒီမဲ့တက်မလို့ဆက်ဖြစ်နေတယ်ကြားတယ် ကျောင်းရဲ့မိမြတဲ့ပရက်ရှင်တက်လုံးကျွန်တော်ပြန်ပေးပါ ဒီကလူများတဲ့တက်လုံးမကောက်ကျန်းတဲ့တက်လုံးဖြစ်ဖြစ်ငါတို့ကြားတော့မကြားဘူးနေဒီဖုန်းနေလည်းမသိဘူးနော် အခုမှအတဲကိုမမေ့ပြပါနဲ့အတဲဆိုတော့ဘယ်တော့မှမေ့ပြလို့ရတဲ့အရာမဟုတ်ပါဘူး လေခေါ်ကားနေပြီဘယ်အတိတ်ကိုမေးရမှာတော့ဘယ်တက်လုံးကို ဘုံမရမို့ကျွန်တော်တီးချစုံစမ်းပြီးမှကျွန်တော်ဆက်တာပါ ဘယ်တီးတေချာပါတဲ့စိတ်တိုင်းဆိုမှဆက်တော့ဘယ်တက်လုံးမှလည်းတို့မကြားဘူးပေါ့ပြီးပေါ့ဆိုင်နေ အတော်ရဲ့ယောက်ျားရှိလားအခု ရှိတယ်ငါးယောက်ကြားမှာရှိတယ်ငါးယောက်ကြား အတော်ယောက်ျားကိုတစ်ချက်လောက်မေးကြည့်လိုက်သူဖောက်တိုင်းဖောက် ဘယ်ဆက်ပါလဲငါ့ကိုပြော ဒါကညစ်ကိုညမဟုတ်လား အေးကညကိုဖလို့လေဒီတဲ့ဆက်ပါလို့ငါ့ရဲ့စာတော့ပါလို့အောင်တယ် လောကမမှားဘူးကျောင်းရဲ့ပရက်ရှင်တက်လုံးကျွန်တော်ကိုပြန်ပေးပါ အဲ့သူ့ကိုပေးတဲ့လုံးပြန်ပေးပါလေပါပြီးတော်ပြီးတော့စာရည်လာပြီးပြောကုန် ကျောင်းကတိတ်တိတိမှပထမတန်ပြန်ဆရာမကရပါ အမှန်တော့တက်ထိပဲတင်တယ်ဘာတင်တယ်နော်ဆန္ဒပြောချမ်းသာတာ လူတွေအများကြီးသိဆုံးနိုင်တယ် ဘာလို့မဟုတ်တာလဲပြောဘာတက်လုံးမှနဲ့ဘယ်သူကစားနောက်လိုက်မှပြန်နေရတဲ့အုပ် နောက်ရဲ့တက်လုံးကျွန်တော်ကိုပြန်ပေးပါ သူ့တက်လုံးကောက်ရတဲ့လူကတော့ဒီတော့တော်မျိုးကောက်ရလို့ပြောတယ်ဘေးကတော့ဒီပတ်ချထားလိုက်မှလည်းသူအဲ့ဒီအဲ့ပြောရရခေါ်ပြီးလာတယ်လားမခေါ်ရမှလည်းတော့ဒီပြန်ဆိုတယ်လား ကျွန်တော်တို့ကလာမှဝေးတယ်အခုလောလောဆယ်မာဂရက်တိုင် မသိလို့ငါတို့ဘယ်ကောက်ရမှာလို့နေဖေရတော့အခု နော်မာဂရက်တိုင်က မကလေးတိုင်ရတယ်ဟဲ့အောက်ဆိုတော့ဒါယူအောင်မသိဘူးအောက်ဖုံးမရ ဖုံးပါတာမဟုတ်